ကလေးတို့ရေဟိုးရှိရှိတုန်းကတကယ်ကိုမှော်ဆန်တဲ့မျိုးကြီးတစ်မျိုးရှိခဲ့ဘူးလေအဲ့ဒီမျိုးကြီးရဲ့နာမည်ကတော့အခြေခံ dressing များနိုင်ငံနော် The Periodic Kingdom လို့ခေါ်ပါတယ်ဒီမျိုးကြီးထဲမှာနေထိုင်ကြတဲ့သူတွေကလူတွေလုံးမဟုတ်ကြဘူးကဘာပေါ်မှာရှိတဲ့အရာအလုံးကိုတိစောက်ပေးတဲ့အခြေခံ dressing လေးတွေပေါ့ဒီမျိုးကြီးကလည်းရောင်စုံပြီးဇာတ်ခွက်တွေအများကြီးနဲ့စနစ်တကျဖွဲ့စည်းထားတာဒီမျိုးကြီးရဲ့မြေပုံကိုတော့ periodic တွေပဲလို့ခေါ်ကြတယ်လေကဲဒီမျိုးကြီးတွေကိုခီးထွက်ပြီးတငယ်ချင်းအသစ်တွေနဲ့တွတ်တွေ့ကြရအောင်ရုပ်ဝင်နံပါတ်1အိမ်လေးမှာနေတာကတော့ဟိုက်ဒရိုဂျင်လို့ခေါ်တဲ့မင်းသားလေးတစ်ပါးပါ။သူကတော့ဒီမျိုးမှာအပေါ်ပါဆုံးနဲ့အသေးဆုံးလေးပေါ့။သူကအရန်ဖြော်ရွေးပြီးအခြား dressing တငယ်ချင်းတွေနဲ့ပေါင်းရတာဝါသနာပါတယ်။တကယ်တော့သူကစက်ကြဝဠာကြီးတစ်ခုလုံးမှာရှေးအကျဆုံးနဲ့အများဆုံးရှိတဲ့ dressing လေးပဲဖြစ်ပါတယ်။သူကပြီးတော့စက်ကြဝဠာတွေကကျယ်လေးတွေကိုတောက်ပအောင်ကူညီပေးရလေ။ဟိုက်ဒရိုဂျင်ရဲ့ဘေးနားမှာတော့ဟီလီယမ်လို့ခေါ်တဲ့ဒုတိယမြောက်မင်းသားလေးရှိတယ်။သူကတော့မြို့တော်ထဲမှာအပြောတတ်ဆုံးပဲ။သူ့ရဲ့ထူးခြားချက်ကတော့ဟိုက်ဒရိုဂျင်လိုပဲအရန်ပေါ်ပါတာ။မိဘုံမြန်လေးတွေမှာသူတို့ကိုထည့်ထားရင်မိုးပေါ်ကိုပြန်တက်သွားအောင်ကူညီပေးနိုင်တဲ့စွမ်းအားရှိတယ်။သူကကလေးတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်ပြီးမိုးပြန်ပူပေါင်းလေးတွေကိုအဝေးကြီးပြန်တက်သွားစေရလေ။မြို့တော်ရဲ့ဘယ်ဘက်ချမ်းမှာတော့အေကာလီတက်တူလို့ခေါ်တဲ့အရန်ဖြတ်လက်တဲ့ဖွဲ့သားတွေနေကြတယ်။လီသီယမ်သူကတော့ဘက်ထရီလေးတွေထဲမှာအားဖြည့်ပေးရတာဝန္ဒနာပါသူပေါ့။တတမိမိတို့ကစားစရာကားလေးတွေဖုံးလေးတွေထဲမှာသူကစွမ်းရင်ပေးထားတာလေ။ဆိုဒီယမ်သူကတော့နည်းနည်းစိတ်ကြီးတယ်ဒါပေမဲ့သူကကလိုရင်းဆိုတဲ့တခြားတငယ်ချင်းတယောက်နဲ့ပေါင်းလိုက်ရင်ဒိုးစားတဲ့စားဆော့လေးဖြစ်သွားတာပေါ့သူတို့နှစ်ယောက်လုံးကရေနဲ့တွေ့ရင်ရမ်းပျော်ပြီးလှုပ်လှုပ်ရှားရှားဖြစ်တတ်ကြတယ်သူတို့ကအလင်းရောင်နဲ့စွမ်းရည်တွေကိုပေးနိုင်ကြရတယ်လေဇရာခွဲရဲ့အလဲတက်တဲ့မှာတော့အရန်တန်မာတဲ့ကူးပြောင်းတတ်တူများအဖွဲ့နေထိုင်တယ်။အဲ့ဒီထဲမှာအာယွန်တန်ကတော့အားကိုးရဆုံးပေါ့။သူကတောက်ပြောင်တဲ့တမ်မီဝတ်စုံကြီးဝတ်ထားပြီးတရားကြီးတွေအိမ်ကြီးတွေခိုင်ခန့်အောင်ကူညီပေးရတာကိုဂုဏ်ယူရလေ။သူကအစာအုပ်တွေကိုတန်မာအောင်ခိုင်ခန့်အောင်လုပ်ပေးနိုင်တယ်လို့ငါတို့သွေးထဲမှာလည်းအောက်ဆီဂျင်ကိုတည်ဆောင်ပေးဖို့သူရှိနေရတယ်လေ။မြို့တော်ရဲ့ညာဘက်ချမ်းမှာတော့တတ်တူမဟုတ်တဲ့ dressing တွေရဲ့ဥယျာဉ်ကြီးရှိတယ်။အဲ့ဒီမှာအောက်ဆီဂျင်ဆိုတဲ့လှပတဲ့နတ်သမီးလေးပြန်တန်းနေတာပေါ့။သူမကတို့တွေတက်ရှူနိုင်မှုနဲ့ကဘာပေါ်မှာရှိတဲ့တက်ရှိတွေအားလုံးရှင်းသန်နိုင်မှုအတွက်လေလူထဲမှာအမြဲတမ်းကူညီပေးနေတာပါ။သူကမရှိမဖြစ်လိုအပ်တဲ့အသက်ရှူဖို့လေကိုပေးသလိုမိတောက်ကလေးတွေလောင်ကျွမ်းမှုအတွက်လည်းကူညီပေးရတယ်လေ။မြို့တော်ရဲ့ညာဘက်စုံတန်းမှာတော့ Noble Gas လို့ခေါ်တဲ့အဖွဲ့သားတွေနေကြတယ်။သူတို့ကတော့ဘယ်သူနဲ့မှရမ်းမဖြစ်ဘူးဘယ်သူနဲ့မှလည်းမရောဘူး။အေးစစ်စစ်ပဲနေတတ်ကြတယ်။ဒါပေမဲ့သူတို့ကအရန်ထူကြတယ်။လျှက်စစ်စွမ်းရင်လေးနဲ့ပေးလိုက်ရင်အယောင်ဆုံးလှပစွာလင်းထိန်ပေးတတ်ကြတယ်။ဥပမာနီးယွန်းဆိုရင်လိမ္မော်ရောင်တောက်ကလေးလင်းပေးတာမျိုးပေါ့။သူတို့ကညာဘက်မှာဆိုမျိုးကြီးကိုလှပတဲ့မီးဆိုင်တွေလိုလင်းထိန်စေရလေ။ဒီလိုနဲ့အခြေခံ dressing များနိုင်ငံတော်ကြီးတွေကတငယ်ချင်း118ယောက်လုံးဟာသူတို့ရဲ့နေရာကိုစီမှာသူတို့ရဲ့စွမ်းအားကိုစီနဲ့စစ်ကြောလာကြီးတစ်ခုလုံးကိုပို့ပြီးလှပပြီးပြည့်စုံအောင်တိစောက်ပေးနေကြတာပါပဲ periodic တွေပဲဆိုတာတကယ်တော့ကဘာကြီးကိုတိစောက်ထားတဲ့မှော်ဝင် dressing လေးတွေရဲ့စိတ်ရင်းစရာကြီးပဲဖြစ်ပါတော့တယ်နော်